ရေအောက်လွိုင်ကောင်းတွေကိုပင်လယ်ချမ်းမြေအောင်မှာဒီတိုင်းပဲတူးပစ်လိုက်တာတို့ထင်ပါလားတကယ်တော့ဒါဟာတင်ထင်ထားတာထက်အများကြီးပိုပြီးရှုပ်ထွေးနက်နဲပါတယ်ပင်လယ်နှက်ပိုင်းတွေမှာလွိုင်ကောင်းဖောက်မယ်ဆိုရင်တော့အသုံးအများဆုံးနဲ့အန်ဒီရဲ့အကင်းဆုံးအထီးရောက်ဆုံးနီလန်းကတော့ immerse tube method လို့ခေါ်တဲ့ရေမြုပ်ပိုင်နီလန်းပဲဖြစ်ပါတယ်ဒီနီလန်းရဲ့အဓိက idea ကပင်လယ်အောက်မှာတူးတာမဟုတ်ပဲကုန်းပေါ်မှာပဲအရင်တိဆောက်တာပါအလုတ်သမားတွေဟာခိုင်ခန့်တဲ့ကွန်ကရစ်လွိုင်ကောင်းအပိုင်းစီတွေကိုကန်းချေကဇက်ယုံတွေမှာအရင်သွန်းလောင်းကြပါတယ်။အပိုင်းအခုချင်းစီဟာအရှည်မီတာ100ကျော်ရှိပြီးအလေးချိန်အပြင်တန်ပေါင်း1000နဲ့ချီလေးလံပါတယ်။အားလုံးပြီးသွားတဲ့အခါမှာတော့အထူးပြုလုပ်ထားတဲ့ရေပေါ်ကရိန်းတွေတင်းဘောတွေနဲ့တတ်မှတ်ထားတဲ့နေရာစီကိုတည်ယူကြပါတယ်။တဲယူတဲ့အခါမှာလည်းတိမ်မှောက်သွားမအောင်လွိုင်ကောင်းရဲ့ဘေးနှစ်ဖက်မှာရေပေါ်ပေါ်စေတဲ့ buoyancy tanks တွေကိုတန့်စင်ထားရပါတယ်ကွန်ပျူတာထိန်းချုပ်စနစ်နဲ့တိကျတဲ့နေရာရောက်ပြီဆိုရင်တော့တင်လင်းချမ်းပြင်စီကို KB ကြိုးတွေနဲ့ဖြည်းဖြည်းချင်းချပေးပါတယ်။တတ်မှတ်ထားတဲ့အနက်ရောက်တဲ့အခါမှာတော့ hydraulic systems တွေကိုသုံးပြီးရှေ့ကအပိုင်းနဲ့ကွက်တီဖိအောင်ဆက်လိုက်ပါတယ်။ဒီလိုဆက်တဲ့နေရာမှာအလွန်တိကျဖို့လိုပါတယ်။အပိုင်းတစ်ခုကြားကဟာကွက်ဟာ10 cm ထက်မပိုရသလိုအတိအကျတဲ့မှတ်မှုဟာလည်း15 mm ထက်မလွဲရပါဘူး။ရေမဝင်အောင်တော့အထူးပြုလုပ်ထားတဲ့ rubber ကွင်းတွေနဲ့ပိတ်ဆို့ထားပါတယ်။အားလုံးဆက်ပြီးသွားတဲ့အခါမှာတော့ရေအောက်လွိုင်ကောင်းတစ်ခုအချောတက်ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။ဒါပေမဲ့ရေအောက်လွိုင်ကောင်းအားလုံးကိုဒီနီးလန်းနဲ့ပဲစောက်တာတော့မဟုတ်ပါဘူး။ကန်ယူသတိဒေသတွေမှာမြေပြင်အနေထားခိုင်ခန့်မယ်ဆိုရင်တော့ shield tunneling method ကိုအသုံးပြုပါတယ်။ဒီနီးလန်းကတော့ tunnel boring machine လို့ခေါ်တဲ့အေယာမှာမြေတူးစက်ကြီးကိုသုံးပြီးမြေအောက်ထဲကနေပဲတူးထွာတာပါ။ဒီစက်ကြီးရဲ့ရှေ့မှာ10 မီတာကျော်ကျယ်တဲ့ဓာတ်ဇက်ဝိုင်းကြီးပါဝင်ပြီးကြောက်ဆောင်တွေမြေကြီးတွေကိုအလွယ်တကူဖြတ်တောက်နိုင်တဲ့ကြောင့်ဆက်နောက်မှာတော့ကွန်ကရစ်နေရန်တွေကိုတခါတည်းတန့်စင်သွားတာကြောင့်စက်ကြီးရှေ့တူးသွားတာနဲ့အမျှလွိုင်ကောင်းဟာအလိုလျောက်ပြီးစီးသွားတာပါဒီနီလန်းကတော့ပတ်ဝန်းကျင်နဲ့ရေအောက်ကေးသားစနစ်ကိုထိခိုက်မှုအ ਨੇ ဆုံးဖြစ်စေတဲ့နီလန်းကောင်းပဲဖြစ်ပါတယ်